ဟုတ်ကဲ့အခုအစီအစဉ်စားတော့မှာမလို့ပထမဦးဆုံးအဖွင့်စူတောင်းပေးဖို့ဆရာရေမွန်ကိုဖျားရှင်နာမ၌ဖိတ်ခေါ်ပါရယ်ခမေတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်နာမတော်မြတ်နဲ့အာမင်ကောင်းကင်ဘုံ၌ကျိုးတော်မူသောကျွန်တော်တို့ဖကိုရောရဲ့နာမတော်အားယူတည်လေးမြတ်ခြင်းရှိပါစေတော့ကိုရောရဲ့နိုင်ငံတော်တည်ရောက်ပါစေတော့ကောင်းကင်ဘုံ၌ဖြစ်တဲ့တော်မိကြီးပေါ်၌လည်းကိုရောရဲ့လူတော်တည်ပြီးဆုံးပါစေတော့မြစ်စင်ပြတ်လို့ရှာတော်အရာစာတို့ကိုကျွန်တော်အားယင်းနေပင်ပြည်သနာတော်မှာကျွန်တော်ကိုထိခိုက်ဆုလွန်တော်သူတော်အားကျွန်တော်ခွင့်လွှတ်တဲ့တော်ကျွန်တော်ပြများကိုလည်းခွင့်လွှတ်တော်မှာနောက်ဆက်ချမှု၌ကျွန်တော်ပါဝင်ခြင်းမရှိစေပဲလေကောင်းသမျှနဲ့ကင်းလို့စီတော်ပါအာမင်ခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဘုံတော်ကုံတော်ရှိပါစေကျေးဇူးတင်ပါတယ်ဆရာရေမွန်အခုအစီအစဉ်အဆက်အရာဖာရာရောဘတ်ကိုဖဲကျူဖွင့်လက်ပေးဖို့ပြကျူဖက်ဖွင့်လက်ပေးဖို့လေးစားစွာပန်ကြားပါတယ်လက်ခုပ်တီးပြီးကျူစုကြရအောင်တေနေတော့ကျေးဇူးတင်ပါတယ်တစ်ဆက်တည်းမှာဖာရာရောဘတ်မှာအမစကားပြောကြပေးဖို့လေးစားစွာပန်ကြားပါတယ်အားလုံးမင်္ဂလာပါခုကျွန်တော်တို့ဒီ MCCM committee ကနေပြီးတော့ပြုလုပ်ကျင်းပမဲ့ဘောလုံးပွဲဒုတိယအကြိမ်မြောက်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့အဓိကဥတီချက်ကကက်သလစ်ညီကိုမောင်နှမအချင်းချင်းတူနဲ့တူတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်နဲ့နော်ဒီလက်တွဲပြီးတော့လှုပ်ဆောင်ဖို့ဆိုတဲ့ရည်ရွယ်ချက်တိုင်းကျွန်တော်ဒီဘောလုံးပွဲမှာဘောလုံးတစ်ခုတည်းမဟုတ်ဘဲနဲ့တယောက်နဲ့တယောက်ဒီရင်းနှီးနားလည်မှုနောက်ပြီးတော့ဒီကျွန်တော်တို့ဘောလုံးကွင်းမှာမဟုတ်ဘဲနဲ့အပြင်မှာတွေ့ရင်လည်းတယောက်နဲ့တယောက်ဘာသာသူချင်းချင်းပေါ့နော်ရိုင်းပြင်းကူညီပြီးတော့ဒီနှုတ်ဆက်ဖို့နောက်ပြီးတော့ဒီဘောလုံးပွဲဆိုတဲ့အတိုင်းနော်ဒီစီကံချက်မဲ့လည်းရှိတယ်ဒီစီကံချက်တွေကိုလည်းကောင်းကောင်းမွန်မွန်နဲ့ကျွန်တော်တို့အားလုံးလိုက်နာနိုင်ဖို့နော်ဒီအားလုံးကိုတိုက်တွန်းအားပေးခြင်းနဲ့စီကံချက်များဟာလည်းပဲနော်ဒီကော်မတီကနေပြီးတော့အားလုံးသဘောတူညီပြီးတော့ချက်မှတ်ထားပြတာဖြစ်တယ်ဒီအရာတွေကိုလည်းကောင်းကောင်းမွန်မွန်နဲ့လိုက်စေခြင်းနဲ့ပြီးတော့ဒီတယောက်နဲ့တယောက်ထိတာခိုက်တာတွေလည်းနော်ကစားနည်းဖြစ်တဲ့အတွက်ကြောင့်အနည်းနဲ့အများရှင်းနိုင်တယ်အဲ့ဒါတွေကြတော့ကျွန်တော်တို့တူနဲ့တူနားလည်မှုနဲ့နော်ပြီးတော့အနိုင်ရဖို့ဆိုတာဟာရေးကြည့်တယ်ဒါပေမဲ့နော်ရှင်ပြိုင်မှုကအဓိကဆိုတာကိုလည်းမမေ့စေချင်ဘူးနော်အားလုံးကတော့ပထမလိုချင်ကြတာပဲဒါပေမဲ့နော်အားလုံးပထမရဖို့ဆိုတာတော့မဖြစ်နိုင်ဘူးကျွန်တော်တို့ရှင်ပြိုင်ပြီးတော့နော်ရှင်ပြိုင်ချင်းအဓိကပေါ့နော်ဆိုတော့ဒီရိုးရိုးသားသားနဲ့ကျူးကျူးဆာဆာနဲ့ကျွန်တော်တို့ရှင်ပြိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နဲ့ထိုက်တဲ့အရာတခုတော့နော်ကျွန်တော်တို့ရရှိမှာဖြစ်တယ်နော်ပထမမရရင်လည်းစိတ်တကြဆရာမလိုဘူးနော်ပွဲတိုင်းရှင်ရင်လည်းဘာမှစိတ်တကြဆရာမလိုဘူးကျွန်တော်တို့ရဲ့အဓိကရဲ့ကျွန်တော်တို့ရဲ့အဓိကဥတီချက်ကယင်းနေဖို့နော်တရားနဲ့တရားတည်ဖို့ခုဒီမှာရှိတဲ့တချို့ဆိုရင်ဖျားကြောင်းနော်မရောက်ဖို့တဲ့သူတွေလည်းအများကြီးရှိမှာပဲဒါကတော့အခြေအနေရလေနော်ဒီမှာကျတော့မလွတ်လပ်ဘူးနော်အလုံးနဲ့ဗာနဲ့ဆိုတော့ Sunday တခါမှ off တဲ့နော်သူတွေလည်းတချို့ရှိတယ်ဆိုတော့ကျွန်တော်တို့တယောက်နဲ့တယောက်ရင်းရင်းနေနေနဲ့နော်ဒီကုဘာသာသူဖြစ်တယ်ဆိုတာနော်တယောက်နဲ့တယောက်နော်မိတ်ဆက်ပေးတဲ့သဘောလည်းဖြစ်တယ်နောက်ပြီးတော့ MCCM နော်မြန်မာ Catholic Community ရှိတယ်ဆိုတာကိုလည်းနော်ကျွန်တော်တို့ဒီမတိသေးတဲ့သူတွေကိုသိစေချင်တယ်ဒီအချက်တွေလည်းပါတယ်ဆိုတာကိုဒီအားလုံးကိုအသိပေးလိုပါတယ်ဒီလောက်နဲ့ပဲနော်ဆုံးသတ်ပြရစေကျေးဇူးပါပဲကျေးဇူးတင်ပါတယ်ဖာရာဆက်လက်ပြီးတော့အားကစားကော်မတီမှစီကံချက်များပြောကြပေးဖို့လေးစားစွာပန်ကြားပါတယ်လက်ခုပ်တီးပြီးကြိုးစုကြရအောင်အားလုံးမင်္ဂလာပါโอเคကျွန်တော်ဒီနေ့ဒုတိယအချိန်ပြန်လည်ဆောင်တွေ့ခွင့်ပြီးတော့ဘုရားသခင်ကိုအိုးစွာကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ဒီနေ့စီကံချက်ဒီမှာဖတ်ခဲ့မှာပေါ့နော်ကျွန်တော်တို့ဒီနေ့ပါဝင်တဲ့အတင်းဒီကျွန်တော်တစ်ချက်ချင်းရလိုက်မယ်နော်ပထမကတော့နံပါတ်1က ZCC တခြားလက်ထောင်ပြပါလား ZCC โอเคချန်ပီယံလောင်းနေနော်โอเค ZCC ဆိုတာ Zou Catholic Community Malaysia ပြီးတော့ ZCCM
Zomi Catholic Community Malaysia CCCM เป็นมาเนาะChin Catholic Community Malaysia CRCA True Refugee Catholic Community Association PKCC แล้วก็บอกพี่น้อง PKCC ก็แปลว่า Kumi Catholic Community LCCM Lai Catholic Community Malaysia พี่น้อง ZNCCM โอเคแล้วก็บอกพี่น้อง Zangit Catholic Community Malaysia พี่น้อง ZRCC Zoutung Refugee Catholic Community พี่น้อง OKD อะไรอ่ะมีอะไรโอเคแล้วก็บอกพี่น้อง Organization of Colony Development พี่น้อง MTCC อ๋อ MTCC พี่น้องก็Malaysia Tamil Catholic Community พี่น้องကျွန်တော်တို့နောက်ဆုံးအနေနဲ့ DCCM ဖြစ်တယ်နော်โอเค Dai Catholic Community Malaysia အားလုံးကိုကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်တို့ပွဲအတွက်အလူရှင်တော့တချို့ရှိပါတယ်အဲ့ဒါကျွန်တော်ထပ်ပြီးတော့ကြီးညာချင်ပါတယ်ပထမက MTKCC Malaysia ထတော့ကိုကီ Catholic Community မှာringgit 900ပြီးတော့ကိုဖရဒီမိသားစုမှာ ringgit 900ပြီးတော့ ZCCM Zomi Catholic Community Malaysia မှာ ringgit 900ပြီးတော့ Agatha Lalam မှာ ringgit 50ပြီးတော့နာမည်မဖော်လို့တဲ့ဘာသာတူတဝူကနေပြီးတော့950ပြီးတော့ကျွန်တော်တို့ဒီအားကစားပွဲမှာချီးမြှင့်မဲ့စုတွေပေါ့နော်ပထမကချန်ပီယံရှိမယ်ပြီးတော့ first runner up ရှိမယ် second runner up ရှိမယ် third runner up ရှိမယ်နော်လီခုလုံးစုရမယ်ပြီးတော့ဒီတယောက်ချင်းစီချီးမြှင့်မဲ့စုကတော့ဂုတမကောင်းဆောင်စုနောက်တနကောင်းဆောင်စုကွန်လေကောင်းဆောင်စုနဲ့ချီတနကောင်းဆောင်စုပြီးတော့ပွဲစဉ်တစ်လျှောက်လုံးမှာအကောင်းဆုံးစုပေါ့နော်ပြီးတော့ဂူအများဆုံးတွန်းတဲ့ဂူဘယင်အဲ့ဒါစုဒီပြရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့စီကံချက်ကိုကျွန်တော်တို့ကောင်းကောင်းလေးနားထောင်ပြပါစီကံချက်ကိုကျွန်တော်ဖြည်းဖြည်းလေးဖတ်ပြပါမယ်မိမိအဖွဲ့အစည်းကစားသမားများကိုစီကံချက်နဲ့ကိစ္စအဝဝကိုနီးပြနဲ့အုပ်ချုပ်သူကအပိအဝတာဝန်ယူပေးရမယ်ပြီးတော့ပွဲဝင်ကစားသမားများဒီမိမိတို့ဤလိုအပ်တဲ့အကစားအစုံအလင်ဖြင့်တာဝန်ကစားကြရပါမယ်ပြီးတော့အများတောင်းဆိုချက်အတိုင်းကျွန်တော်ဒီနေ့ကဒီနိုင်ငံသားတွေတိုင်ဒီတုံးတယ်ဆိုတော့ဖြစ်နိုင်တယ်ဆိုလို့ရှိရင်လေသူတို့ဒီကျွန်တော်တို့အချင်းချင်းခဏခဏပြောတတ်တဲ့အရရဆိုင်စကားတွေတချို့ရှိတယ်အဲ့ဒါတွေမပြောမိဘူးတော်တော်အရေးကြီးတယ်နော်ဘာဖြစ်လို့လဲဆိုတော့မမားပြီမဲ့အဲ့လိုကျွန်တော်တို့ခဏခဏအထူးသဖြင့်ဒီယောက်ျားလေးတွေဗောနော်တယောက်နဲ့တယောက်ပြောမိဆိုမိခဏခဏတုံးတဲ့စကားတချို့ရှိတယ်မလားအဲ့ဒါတွေတော့မပြောမိနဲ့သူတို့ကတော့အရင်ခါတယ်အဲ့ဒီစကားတွေနော်အဲ့ဒါတွေတတိထားပြပါလို့ပြီးတော့ကျွန်တော်တို့ပွဲရှင်တွင်ပွဲရှင်အတွင်းဒိုင်လူကြီးဆုံးဖြတ်ကျွန်တော်အတီရွေးရမယ်ဖြစ်ဒီပြီးတော့ပွဲရှင်တစ်ခုတွင်အဝကတ်ရခဲ့ရင်အောက်ကထိခဲ့ရင်ပေါ့နော်အကာကော်မတီကို ringgit 30ပြီးဆောင်ရမယ်ပြီးတော့အနီကတ်ထိရခဲ့ရင်ကျွန်တော်တို့community ကို50ပြီးဆောင်ရမယ်အပြင်အဲ့ဒီပွဲနဲ့နောက်ထပ်တစ်ပွဲနော်အဲ့ဒီအပွဲနဲ့နောက်ထပ်တစ်ပွဲပြခံရမယ်ဒါပေမဲ့အနီကတ်တော့နှမျိုးရှိတယ်နော်အနီကတ်ဆိုတာဟိုကွန်းလေပြီးတဲ့အဲ့လိုယူအနီကတ်ကအဲ့လိုနောက်တစ်ပွဲပဲတယ်ဒါပေမဲ့အဲ့ဒီကိုထီလက်ရောက်စော်ကားတယ်ကိုထီလက်ရောက်ရန်ဟိုဗာလဲထူးမိကြိတ်မိတာတို့အကယ်၍ရှိခဲ့လို့ရှိရင်အဲ့ဒါအဲ့တယောက်ကိုကျွန်တော်တို့တစ်ပွဲလုံးပယ်မယ်နော်တစ်ပွဲလုံးမဟုတ်တစ်လျှောက်လုံးပွဲစဉ်တစ်လျှောက်လုံးပယ်ခံရမယ်ပြီးတော့ကျွန်တော်တို့ဒီပွဲရှင်တိုင်းတွင်တမတ်ထားတဲ့အချိန်မမီတဲ့အတင်းရှိခဲ့ရင်9ယောက်ပြီးရင်ပြီးကစားမယ်ပြီးတော့9ယောက်တော့မပြီးဘူးဆိုရင်ကျွန်တော်15မိနစ်စောင်းမယ်15မိနစ်အချိန်တွေမရောက်လာခဲ့ရင်ကျွန်တော်3ဂူမရှိနဲ့ဆုံးနေတယ်ဟုတ်တမတ်မယ်
ပြီးတော့ပြပွဲဝင်မြိုင်ပွဲစဉ်တွေအရက်တီစာမတုံးဆွဲရပြီးတော့ဒီအရက်တီစာနေရာမှာကွန်းလဲပါတယ်ကွန်းပြီးကြီးရုပ်ပြီးတော့ကွန်းဒီနာတော့မှမထွေးပါနဲ့နော်အကယ်၍ဒီစားခွင့်လုံးဝမစားပါနဲ့လို့ပဲပြောချင်ပါတယ်အကယ်၍စားခဲလို့ရှိရင်ဒီနားမှာဒီလူမြင်ကွန်းနေမှာကြီးရုပ်ပြီးတော့ကျွန်တော်တို့ဒီ MCC နာမည်မပြတ်အောင်ဘောနော်ကြီးရုပ်ထင်းထားပြီးကြပါပြီးတော့ကျွန်တော်တို့ပွဲစဉ်ကိုတပွဲကိုမိနစ်40ကစားပြီးတော့10မိနစ်နားရမှာဖြစ်ပါတယ်ကွာတာဖိုင်နယ်ကိုတီအဲ့ဒီအုပ်စုကတက်မဲ့အပွဲဒီကျွန်တော်တို့အကောင်းဆောင်တိုင်းတွေလည်းတော့ဆုံးဖြတ်ထားတာရှိတယ်နော်အဲ့ဒါတီကျက်လို့ရှိရင်9-1ကိုကမယ်မဟုတ်တီကျက်ပယ်နယ်တီ9-1ကမယ်နော်အဲ့ဒီနောက်ထပ်တီထပ်ကျလို့ရှိရင်တော့ကျွန်တော်တို့လူရွေးပြီးတော့ပြန်ကမယ်နောက်ပြီးခဲ့တဲ့နေ့လို့ကျွန်တော်ဂုံးပန်းလာတယ်ဆိုတာမတုံးတော့ဘူးเนาะပြီးတော့ပွဲစဉ်တစ်ခုတွင်ပါဝင်ကစားမဲ့နာမည်စရင်ပြထားတဲ့သူမြတ်တာလျင်ကစားရမှာဖြစ်ပြီးပွဲစဉ်တစ်ခုတွင်စစ်တရောက်အပြင်အရန်6ရောက်အထိလဲနိုင်သည်ပွဲစဉ်တစ်ခုတွင်ထွက်သွားတဲ့ကစားသမားတအူးဟာထူပွဲစဉ်တွင်ပြန်ဝင်ခွင့်မရပြီးတော့နောက်အရေးကြီးဆုံးတစ်ခုကကက်သလစ်ဘာသာဝင်များကိုတာကစားခွင့်ပြုမယ်အဲ့နေရာမှာကျွန်တော်တို့ဒီစီကန်စစ်ထားတာပြီးတော့အပေါ်မှာလဲကျွန်တော်တို့ဒီခေါင်းဆောင်တဲ့အပြည့်အဝတာဝန်ယူထားမယ်လို့ပြောထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအားလုံးကိုယုံကြည်နဲ့ကျွန်တော်တို့ယုံကြည်ပြီးမယ်အကယ်၍အထဲမှာချူရွံချက်တစ်ခုခုရှိလို့ရှိရင်ကိုအချင်းချင်းမဖြစ်စနဲ့နော်ကြီးရုပ်ပြုပြီးတော့ဒီcommunity မှာလာပြောပါနော်အချင်းချင်းကြီးရုပ်ပြီးတော့တယောက်နဲ့တယောက်ဘာမှဒီတခုခုဘာမှမပြောပါနဲ့နော် complaint တက်တာတော့နော်ကြီးရုပ်ပြီးတော့ဒီကျွန်တော်ကစားစဉ်တစ်ခုလုံးမှာအစင်မပြေတာတို့ဘာတို့တခုခုရှိလို့ရှိရင်ကျွန်တော် committee ကိုကြီးရုပ်ပြီးတော့အကြောင်းလာကြပါနော်အချင်းချင်းမဖြစ်စင်ပါနဲ့လို့အားလုံးကိုမေတ္တာရက်ခံချင်ပါတယ်အားလုံးကိုကြီးရုပ်တင်စီပါတယ်ကျေးဇူးတင်ပါတယ်အားလုံးပဲစီကံချက်တွေလိုက်နာမယ်လို့ထင်လားလိုက်နာနိုင်မယ်လို့ထင်လားကိုဟုတ်ပါတယ်လိုက်နာရပါမယ်ကျမတို့ရဲ့ဒီချစ်ကြည်ဖလားပွဲကပြိုင်ပွဲတွေရဲ့အတိကဒုတ်တော်ပြီးမဲ့လဲချစ်ကြည်ဆိုတဲ့အတိုင်းကက်သလစ်ဘာသာသူတွေအားလုံးတယောက်နဲ့တယောက်ပူပြီးတော့ချစ်ခင်မှုတွေရင်းနှီးပူပြီးတော့မြင့်တင်နိုင်ဖို့အဓိကရွေချက်ဖြစ်တဲ့အတွက်ကြောင့်မလို့စီကံချက်တွေလည်းလိုက်နာပြီးတယောက်နဲ့တယောက်ပူပြီးချစ်ခင်မြတ်နိုးနိုင်ကြပါစေလို့အခုအစီအစဉ်ဆက်လက်ပြီးတော့ဘုန်းတော်ကြီးမှာကောင်းခြင်းမင်္ဂလာပေးတာခံယူပြီးတော့အပိတ်စုတောင်းတဲ့အားလုံးရှင်ပြိုင်ခြင်းကိုစတင်ရမှာဖြစ်ပါတယ်အားလုံးအခုကောင်းချီးပေးဖို့ဘုန်းတော်ကြီးကိုဖိတ်ခေါ်ပါတယ်ဖျားသခင်သည်တင်းတို့နဲ့အတူရှိပါစေအနန္တဒုရောနဲ့ပြည်စုံတော်မူထားသောခမည်းတော်သားတော်တန်ရှင်တော်ဖျားသည်တင်းတို့ကိုကောင်းချီးပေးပြီးအစင်းမဲကာကွယ်ဆောင်ရှောက်တော်မူပါစေဖျားရှင်ကအမင်းတော်ရှိကျွန်တော်ကိုဆောင်လို့ကြကျွန်တော်မနိုင်ငံမပြတ်ဆုံးမသွန်သင်ကြီးဆောင်မတော်မူပါအာမင်ခမည်းတော်သားတော်တန်ရှင်တော်ဝန်ရဲ့နာမတော်နဲ့အာမင်အားလုံးကျေးဇူးတင်ပါတယ် Okay ကျွန်တော်ပရမဆုံးမကစားမယ် ZCC နဲ့ ZCCM နဲ့ PKCC လိုက်ရပလာယူပါနော်ကျန်တဲ့အဖွဲ့အစည်းတွေတပ်ပုံgroup တပ်ပုံရအောင်နော်ပီတာမမုံကင်မရာမင်းကနေပြီးတော့အဖွဲ့အစည်းတိုင်းကိုတစ်ချက်လောက်တပ်ပုံရိုက်ပြပါ